တော့ဒီနေ့ပြပြပေးသွားမှာကဒီမမျိုးဦးအိမ်မှာပေါ့နော်အိတ်လေးတွေဖြစ်နေတဲ့ဒီ PCOS လို့ခေါ်တဲ့ polycystic ovary syndrome အကြောင်းလေးကိုဆွေးနွေးပေးသွားပါမယ်။အဲ့တော့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ဒီ PCOS ရဲ့အဖြစ်များတဲ့လက္ခဏာလေးတွေရဲ့ PCOS ဖြစ်စေနိုင်တဲ့အကြောင်းရင်းလေးတွေရဲ့နောက် PCOS ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ဘာတွေဖြစ်နိုင်လဲ။နောက်ပြီးတဲ့အခါမှာဆိုရင်တော့ဒီ PCOS ဖြစ်လို့ရှိရင် lifestyle changes တွေဘယ်လိုလုပ်ရမလဲဆိုတာလေးကိုဆွေးနွေးပေးသွားပါမယ်။ဒေါက်တာချန်နေအောင်ပါအထွေထွေယောဂကိုဆရာဝန်တယောက်ပါ။အဲ့တော့ PCOS မှာဆိုလို့ရှိရင်တယောက်နဲ့တယောက်ဖြစ်တဲ့လက္ခဏာတွေမတူဘူး။ဒါပေမဲ့အဓိကအဖြစ်များတဲ့လက္ခဏာလေးတွေကိုအရင်ဆုံးပြပြပေးသွားပါမယ်။အဲ့တော့ပထမဦးဆုံးအဖြစ်များတာကတော့ရာသီမမှန်တော့တာပေါ့နော်။အဲ့တော့ရာသီလာတာအဓိကနောက်ကျတတ်တယ်ပေါ့နော်။အဲ့တော့ရာသီ2လ3လမပေါ်တာမျိုးတွေဖြစ်တတ်တယ်။နောက်ပြီးတဲ့အခါမှာဆိုရင်ဝက်ရှံထွက်တာပေါ့နော်။အဲ့တော့မျက်နှာတစ်ခုလုံးမှာဒီလုံးဝနေရာမကြံကိုဝက်ရှံအဖုဒီရှိရထွက်တတ်ပါတယ်။နောက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့သပင်ကျွတ်တာပေါ့နော်။အဲ့တော့ဒီဥကောင်းကသပင်တွေကျွတ်ပြီးတော့မှသပင်မပေါက်တဲ့နေရာတွေဖြစ်တဲ့နှုတ်ခမ်းနေရှည်လက်တွေမှာသပင်အမွှေးတွေထူလာတာမျိုးတွေဖြစ်တာပါနောက်တစ်ခုကတော့ mood changes ပေါ့နော်အရန်ကြီးစိတ်တက်ကြသွားတာမျိုးတွေအရန်ကြီးစိတ်ဆက်တာမျိုးတွေပေါ့နော်အဲ့တော့မိသားစုနဲ့လည်းအဆင်မပြေတော့သူတို့ဒီလုပ်ငန်းခွင်မှာလည်းအဆင်မပြေလောက်နိုင်တဲ့အထိကိုဒီ hormone changes ကြောင့်မဟုတ်လို့စိတ်ဆက်ပြီးတော့မှပတ်ရန်ခါနေရာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ PCOS ဖြစ်နိုင်တဲ့အကြောင်းရင်းမှာဆိုရင်တော့insulin resistant ကြောင့်မလို့ PCOS ဖြစ်နိုင်တယ်နောက်ပြီးတဲ့အခါမှာဆိုရင်တော့မျိုးရိုးလိုက်တာပေါ့နော်မျိုးရိုးထဲမှာ PCOS history ရှိရဆိုရင်ဖြစ်နိုင်တယ်နောက်တစ်ချက်ကတော့အရန်စိတ်ဖိစီးမှုများတဲ့အခါမျိုးမှာဆိုရင် hormone imbalance ကြောင့်မဟုတ်လို့ PCOS ဖြစ်နိုင်ပါတယ်PCOS ရဲ့နောက်ဆက်တွဲအနေနဲ့ဆိုလို့ရှိရင်တော့သူကဒီပေါ့နော် type 2 diabetes mellitus လို့ခေါ်တဲ့စီဂျိုဖြစ်နိုင်ခြေပိုများတယ်နောက်ပြီးတဲ့အခါမှာဆို infertile လို့ခေါ်တဲ့ဒီမျိုးမအောင်နိုင်ခြေပိုများမယ်နောက်ပြီးတဲ့အခါမှာနှလုံးနဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်နိုင်ပါတယ်အဲ့တော့ PCOS အတွက် lifestyle changes လုပ်မယ်ဆိုရင်တော့ပထမတစ်ချက်ကတော့အဓိကဒီ weight management လုပ်ပြီးရမှာပါအဲ့တော့ weight management အတွက်ဆိုလို့ရှိရင်တော့ပေါ့နော်ဒီအချို short စားပေးမယ် junk food တွေ short စားပေးမယ် fiber အမြင့်တက်ပါတဲ့အစားအသောက်တွေအဓိကစားပေးရမှာပါနောက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့လေ့ကျင့်ခန်းလုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့လေ့ကျင့်ခန်းကတစ်ရက်ကိုလမ်းလျှောက်တာပေါ့နော်ပုံမှန်လမ်းလျှောက်တာကိုအနည်းဆုံးနိုင်ခွဲပေါ့နော်တစ်ပတ်ကိုအနည်းဆုံး3ရက်လုပ်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်ချက်ကတော့ stress management ပေါ့နော်အဲ့တော့ stress management အတွက်ဆိုလို့ရှိရင်တော့စိတ်ပီတိမျိုးရောကြအောင်လို့တရားထိုင်ပြီးလို့ရတယ်နောက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့မိမိရဲ့လောက်ပေါ်အပိုင်းထိုင်နဲ့မိမိစိတ်ပေါ်ပါတော့အောင်စကားပြောပေးလို့ရပါတယ်